တောင်းချော်လေးနဲ့ပါတီဝမ်းဆက်ကိုမှဂိုင်းဆွဲအိတ်လေးနဲ့လည်းရမယ်အသားလေးကလည်းအိတ်ကလေးဆိုလို့ရှိရင်စိတ်ဝင်စားလားမျက်စိမှာလေးဒီဇိုင်းလေးမျိုးရောက်ထားပါတယ်ဒါလေးကလေဒီဇိုင်းနံပါတ်1ပါအင်ဒီမှာလည်းအနာသားလေးပါတဲ့အတွက်လုံးဝကိုပဲလူသလိုအင်လေးမှာပုံဖော်ပြီးချုပ်လို့ရတယ်ဒီဒီဇိုင်းနံပါတ်1ကလည်းကာလာလိုင်း6အောင်ထွက်တယ်ပေါ့နော်မင်းတရောင်ကြီးစီလေးပြပေးထားပါတယ်တောင်းချော်လေးဆိုတော့လေခြိသားစစ်တော့မဟုတ်ပေမဲ့သူ့အသားလေးကတော့လုံးဝအီလေးမခောက်မဟုတ်ဘူးပေါ့နော်မင်းတို့လုံးဝကိုအာမခံပါတယ်အရန်ဝတ်လို့ကောင်းတယ်ဒီဇိုင်းနံပါတ်2လေးကိုထပ်ပြီးတော့လည်းပြပေးမယ်ပေါ့နော်အခုမင်းပြထားတာလေးကဒီဇိုင်းနံပါတ်2ပါသူကလေးကာလာလိုင်း6အောင်ထွက်ပါတယ်သူလည်းအင်စာလေးမှာအနာသားလေးတွေပါပါတယ်အခုလေးပြပေးမယ်လေအနီဆိုလေးဆိုလို့ရှိရင်လေအရန်လာရဲ့အနီလေးကိုလုံးဝစိုးနေရပဲပြထားတဲ့အညိုလေးဆိုလို့ရှိရင်လည်းမကြိုက်သူမရှိပဲဒါလေးကလေဒီနက်ပြောင်မှာစိုးတဲ့ဘက်ကိုသွားရပေါ့နော်ကလိုင်းနဲ့အကုန်လုံးကလေလုံးဝကိုပယ်ရောင်မရှိဘူးလက်ကသမားတွေအတွက်အရန်အဆင်ပြေတယ်နောက်ထပ်ဒီဇိုင်းနံပါတ်3လေးကိုလည်းပြပေးမယ်နော်အခုမြင်ပြထားတာလေးကဒီဇိုင်းနံပါတ်3ပါသူကလည်းကာလာလိုင်း6အောင်ထွက်ပါတယ်သူဒီဇိုင်းလေးကိုကြည့်ကြည့်လိုက်လုံးဝဈေးကြီးတဲ့ပုံစံမျိုးပေါ့နော်အင်းရဲ့အနာသားလေးကသူ့ရဲ့အသက်ပါထမိန်ဒီဇိုင်းလေးကကနုတ်ဒီဇိုင်းလေးတွေပါနော်သူ့ကိုလည်းမင်းကာလာလိုင်း6အောင်တို့ကိုတစ်ခုချင်းစီပြပေးထားတယ်ပေါ့နော်ဒီဟာလေးကလေခရမ်းရောင်လေးပြီးတော့ပန်းစီလေးပြီးတော့လေငှက်ခါပြလေးပေါ့နော်လုံးဝအသားမမဲတဲ့ငှက်ခါပြလေးပါဒါလေးကတော့အုတ်ကျိုးရောင်လေးပါအသားဆောင်ပါတယ်ဒီဇိုင်းနံပါတ်4လေးကကြောင့်ကာလာလိုင်း3ရောင်ပဲကျန်ပါတော့မယ်မင်းစီမာလေးဒီဇိုင်းလေးမျိုးလုံးကအသားလေးရအတူတူလေးတွေပဲလက်ကားဟိုမှာလေးရွေးစေးရတက်တက်မရွေးစေးလေးရတက်တက်လေးရှိပါတယ်ဆိုင်မှာလက်လီလက်ကစိတ်တိုင်းကြလာရောက်အားပေးလို့ရပါပြီလက်ဆောင်ပေးလို့လည်းအရန်လှတယ်ကိုယ်တိုင်ဝတ်မယ်ဆိုလို့ရှိရင်လည်းအရန်တန်တဲ့ပါတိတ်လေးတွေပါ